ကဘာပေါ်မှာဈေးအကြီးဆုံးကားဆက်ရှိတဲ့မှာဘယ်နိုင်ငံကဘယ်နေရာမှာရှိလဲဆိုတာကြည့်လိုက်အောင်ခင်ဗျာစလိုက်ကြအောင်10 Bugatti Divo ဒီကားလေးကိုပြင်သစ်နိုင်ငံကထုတ်လုပ်ထားတာဖြစ်ပြီးဈေးကအမေရိကန်ဒေါ်လာ9.8 မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတော့တနိုင်လင်း380ကီလိုမီတာဆိုလိုတာကတနိုင်အတွင်း236မိုင်အထိမောင်းနဲ့နိုင်တယ်ဆိုတာပါပဲဒီကားက plan ကားလိုင်းချမှာအထူးထုတ်လုပ်ထားတဲ့ model တစ်မျိုးဖြစ်ပြီးဈေးကြီးတယ်လို့စွမ်းဆောင်ရည်လည်းအမိုက်စားပါတယ်လက်ရှိဈေးကွက်ထဲမှာအရန်ရှားပါတဲ့ကားတစ်စီးပါနံပါတ်9 Pagani Huayra Coda Lunga အီတလီနိုင်ငံကထုတ်လုပ်ထားတဲ့လေယာမြောက်တဲ့ကားတစ်စီးပါဈေးက US ဒေါ်လာ9.4 မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတနိုင်လင်း355ကီလိုမီတာဆိုလိုတာက223မိုင်အထိတက်နိုင်ပါတယ်ဒီကားက long tail design ကြောင့်အရန်လာပါတယ်တကဘာလုံးမှာအလုံးကားလုံးပဲထုတ်လုပ်ထားတာမို့ပိုင်ဆိုင်သူဆိုလို့ကဘာထိပ်တန်းတစ်ချက်များသာဖြစ်မှာပါနံပါတ်8 Mercedes Maybach Exelero ဂျာမနီနိုင်ငံကထုတ်လုပ်ထားတဲ့တခိတခါကအန်အားသင့်ွယ်ကားတစ်စီးပါဈေးကအမေရိကန်ဒေါ်လာ8မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတနိုင်လင်း350ကီလိုမီတာမိုင်နဲ့ဆိုရင်218မိုင်တက်နိုင်ပါတယ်ဒီကားက2005ခုနှစ်ကထုတ်လုပ်ခဲ့တာဖြစ်ပြီးတစည်းတဲ့တကဘာလုံးမှာရှိတဲ့တဦးတဲ့တော့ကားပါအခုဆိုရင်ကားချစ်သူတွေရဲ့အိမ်မက်ထဲကကားတစ်စီးဖြစ်နေပါပြီနံပါတ်9 Bugatti Santo DAC ထပ်မံပြီးပြင်သစ်နိုင်ငံကထုတ်လုပ်ထားတဲ့ကားတစ်စီးပါဈေးက US ဒေါ်လာ9မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတနိုင်လင်း380ကီလိုမီတာ236မိုင်ပါဒီကားက Bugatti EB60 ကိုဂုံပြူပြီးထုတ်လုပ်ထားတာဖြစ်ပြီးတကဘာလုံးမှာ10စီးပဲထုတ်လုပ်ထားတာပါဘသူပိုင်ဆိုင်လဲဆိုတော့ဘောလုံးသမားကြီးခရစ္စတီယာနိုရီနာဒိုကဒီကားကိုအရန်ကြိုက်နေတတ်ပါတယ်သူရဲ့ကားစုစည်းမှုတွေမှာရှားပါတဲ့ကားတွေအများကြီးပါဝင်ပါတယ်နံပါတ်6 Rolls-Royce Swift United Kingdom ဆိုလိုတာ Britain ပေါ့ Britain ကထုတ်လုပ်ထားတဲ့ဇင်ကန်ကားပါပဲဈေးကအမေရိကန်ဒေါ်လာ7.8 မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတော့တနာရီလင်း250ကီလိုမီတာ155မိုင်ပေါ့ Rolls-Royce ကဇင်ကန်မှုကိုအဓိကထားထုတ်လုပ်တာမို့အမြန်နှုန်းကိုတမင်ကန့်တက်ထားတာဖြစ်ပါတယ်ဒီကားကဖန်တီးချိန်4နှစ်ကျော်ကြာခဲ့ပြီးတစည်းတဲ့ဖန်တီးထားတဲ့ကားဖြစ်လို့အရန်ထူးခြားပါတယ်နံပါတ်5 SP Automotive Chaos Green နိုင်ငံကထုတ်လုပ်ထားတဲ့အန်အားတင်စရာကားတစ်စီးပါဈေးက US ဒေါ်လာ14.4 မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတော့တနိုင်လင်း396ကီလိုမီတာဆိုလိုတာက310မိုင်အထိတက်နိုင်တယ်ဆိုတဲ့သဘောပါဒီကားကကမ္ဘာအမြန်ဆုံးကားဖြစ်လာဖို့ရည်ရွယ်ထုတ်လုပ်ထားတာပါအင်ဂျင်အားက3000မြင်းအားအထိရှိတယ်လို့ဆိုပါတယ်တကယ်လို့ဒီကားကမှတ်တမ်းဝင်နိုင်ခဲ့ရင်ကမ္ဘာအမြန်ဆုံးကားစုကိုရရှိမှသိကြပါတယ်နံပါတ်4 Pagani Zonda HP Barcatta အီတလီကထုတ်လုပ်ထားတဲ့အမှုပညာလက်ရာတစ်ခုလို့ဆိုနိုင်ပါတယ်ဈေးက US ဒေါ်လာ19.5 မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတနိုင်လင်း355ကီလိုမီတာ220မိုင်ပါဒီကားကခေါင်းစွပ်မရှိတဲ့ဘာကတာပုံစံဖြစ်ပြီးတကဘာလုံးမှာ3စီးပဲထုတ်လုပ်ထားတာပါတစည်းကိုကုမ္ပဏီပိုင်ရှင် Horacio Pagani ကိုယ်တိုင်တုံးထားပါတယ်နံပါတ်3 Bugatti La Voiture Noire ထပ်မံပြီးပြင်သစ်နိုင်ငံကထုတ်လုပ်ထားတဲ့တကဘာလုံးမှာတစည်းတဲ့တော့ကားပါဈေးက US ဒေါ်လာ19မီလီယံလောက်ရှိပါတယ်အမြန်နှုန်းကတနိုင်လင်း420ကီလိုမီတာ260မိုင်အထိတန်နိုင်ပါတယ်ဒီကားက The Black ကားလို့အမည်ရပြီးတန်တက်ရလီ Bugatti Type 57 Atlantic ကိုဂုံပြူကြီးဖန်တီးထားတာပါတကဘာလုံးမှာတစည်းတဲ့ရှိတဲ့ one off ကားဖီလို့ဈေးကအရန်ကြီးမြင့်တာပါဘောလုံးသမားကြီး Cristiano Ronaldo ကဒီကားပေါ်အရန်ကြိုက်နေတဲ့သူတယောက်ပဲဖြစ်ပါတယ်။သူမှဈေးကြီးတဲ့ကားတွေအများကြီးရှိပြီးဘောလုံးသမဂ္ဂကားချစ်သူတယောက်ပဲဖြစ်ပါတယ်။နံပါတ်2 Rolls-Royce Book Day United Kingdom ဆိုတာ Britain ပေါ့။ Britain ကထုတ်လုပ်ထားတဲ့ရေရင်ပုံစံကားပါပဲ။ဈေးကအမေရိကန်ဒေါ်လာ28မီလီယံလောက်ရှိပါပဲ။အမြင့်နှုန်းကတော့တနိုင်လင်း250ကီလိုမီတာ155မိုင်ပါပဲဒီကားကနောက်ဖန်းကိုရေနဲ့တူအောင်ဒီဇိုင်းထုတ်ထားပြီးတကဘာလုံးမှာ3စီးပဲထုတ်လုပ်ထားတာပါဒီစီးကိုဖန်တီးဖို့4နှစ်ကျော်စူးစမ်းခဲ့ရတယ်လို့သိရပါတယ်နံပါတ်1နောက်ဆုံးနဲ့ထိပ်ဆုံးနေရာကမ္ဘာဈေးအကြီးဆုံးကား Rolls-Royce La Rose Noire Drop Day United Kingdom ကထုတ်လုပ်ထားတဲ့အမှုပညာလက်ရာတစ်ခုပါဈေးကအမေရိကန်ဒေါ်လာ32မီလီယံလောက်ရှိပါတယ်တကဘာလုံးမှာတစည်းတည်းရှိလို့အမြန်နှုန်းကတနိုင်လင်း250ကီလိုမီတာ155မိုင်ပါပဲ Rolls-Royce ကအမြန်နှုန်းတက်ဇင်ကန်မှုကိုဦးစားပေးထုတ်လုပ်တာမို့ဒီလိုကန့်သက်ထားတာဖြစ်ပါတယ်ဒီကားကိုဖန်တီးဖို့နေရညံ့စွာစီစဉ်ခဲ့ရပြီးပန်းနှောင်းရောင်နဲ့အနက်ရောင်ပေါင်းဆက်ထားတဲ့အလှတရားကတကယ်ကိုမျက်စိပထာတာဖြစ်စေပါတယ်ဒီလိုကားတစ်စီးကိုပိုင်ဆိုင်နိုင်မှုဆိုရင်ဘီလီယံနာတယောက်မှဖြစ်နိုင်မှာပါခင်ဗျာဒီလိုစိတ်ဝင်စားစရာကားတွေအကြောင်းသိရတာဘယ်လိုလဲခင်ဗျာတန်းချိုက်တဲ့ကားကဘယ်စီးလဲအောက်မှာ comment မှာရေးပေးပါဒီလိုဘဟုသုတတွေထပ်ကြိုက်ရင် channel လေးကို subscribe လုပ်ပေးပါ like လေးလည်းနှိပ်ပေးရင်ပိုကောင်းပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ခါထပ်တွေ့ကြမယ်နော်